လိုင်းဘော်ကမိတ်ဆွေများကျွန်တော်တို့ဒီတစ်နှစ်စာကိုပြောပါဗျာနော်တစ်နှစ်စာကိုကျင်းတကုံတီကျွန်တော်တို့4000ထက်4000မှာကျွန်တော်တို့နော်ဒါမန်ပါလဲခေါ်ပါတယ်တစ်နှစ်စာကိုမန်ပါတစ်နှစ်စာကိုနှစ်ကိုတီကျွန်တော်တို့4000မှာပါနော်4000မှာဖုန်းနံပါတ်ကခွန်ခွန်3ကျွန်တော်တို့ထောက်91 98နှစ်ကိုကျွန်တော်တို့ဖုန်းဆက်လို့ရပါတယ်ကျွန်တော်တို့ဒီ73ချိန်ခု73ချိန်လဲပါအော်ဒီရှိပါတယ်နော်အော်ဒီလည်းရှိပါတယ်နော်73ချိန်14ချိန်ကျွန်တော်မာခေါ်မှာပေါ့နော်နှစ်ကုန်တီကိုကျွန်တော်တို့4000မှာပေါ့ဗျာနော်4000မှာဆိုကျွန်တော်တို့ကဖုန်းနံပါတ်ကကျွန်တော်ခွန်ခွန်3ကျွန်တော်တို့691ကျွန်တော်တို့98နှစ်ကိုဖုန်းဆက်လို့ရပါတယ်ဖုန်းဆက်လို့တော့ရပါနော်နှစ်ကုန်တီ4000ကျွန်တော်တန်တရားမယ်ပေါ့ဗျာကျွန်တော်တို့ဒီ73ချိန်လဲကျွန်တော်တို့အော်ဒီရှိရပါပါအော်ဒီရှိရပါ14ချိန်ရောရှိတယ်ပေါ့နော်အဲ့ဒါနှစ်ကုန်တီကိုကျွန်တော်တို့4000မှာကျွန်တော်တို့ဝေကနေဝယ်မယ်ဆိုလဲဝယ်လို့ရပါတယ်ကျွန်တော်တို့အခွန်ခွန်3ကြောက်ကိုဒီကိုရှိနှစ်ကိုကျွန်တော်ဆက်လိုက်ပါအခုကကျွန်တော်တို့ဒူအော်ကနန်းကိုကျွန်တော်ပြမလို့ပါဗျာနော်ဒါဒူအော်ပေါ့ဗျာကျွန်တော်တို့ဒူအော်ကိုကျွန်တော်တို့ပြမလို့ပေါ့ဗျာနော်ဒူအော်ကနန်းကိုပြမလို့ပေါ့အဲ့ပြီးတော့ကျွန်တော်တို့ကဒူအော်ကနန်းကိုကျွန်တော်တို့ပြမလို့ဆိုဒီမှာဗျကျွန်တော်တို့ကဒီမှာတစ်ထိပ်ဗျနော်ဒီမှာတစ်ထိပ်ဗျဒီတစ်ထိပ်ရဲ့ကျွန်တော်တို့ဒီတစ်ပရိတ်ရဲ့ဒီပရိတ်ရဲ့ပေါင်းကြီးနေကျွန်တော်တို့ကဒါတုံညပေါ့ဗျာနော်တစ်ထိပ်ရဲ့ဒီရဲ့တစ်ပရိတ်ရဲ့ပေါင်းတော့တစ်ထိပ်ရဲ့တစ်ပရိတ်ရဲ့ပေါင်းတော့နှစ်ရဲ့ဒီရှစ်ပရိတ်ရဲ့ပေါင်းတော့ကျွန်တော်တို့တုံညပေါ့ဗျာနော်အဲ့ကြတော့ကျွန်တော်တို့1 2 3 4ကျွန်တော်တို့ဒီ6ထိပ်ရဲ့ဒီတစ်ပရိတ်ရဲ့ပေါင်းတော့10 6ထိပ်ရဲ့တစ်ပရိတ်ပေါင်း10ရဲ့ကျွန်တော်တို့ဒီတုံညပရိတ်ရဲ့ပေါင်းကြီးကျွန်တော်တို့တုံညပေါ့ဗျာနော်ကျွန်တော်တို့ဒီထိပ်စီးရဲ့ဒီဘရိတ်ရဲ့ပေါင်းကြီးဒီတုံညနော်အဲ့ကြသူက1 2 3 4ချိန်မှာဒီ6ထိပ်ရဲ့နှစ်ပရိတ်ရဲ့6ထိပ်ရဲ့နှစ်ပရိတ်ရဲ့ဒီ6ပရိတ်ရဲ့ပေါင်းကြီးနဲ့ကျွန်တော်တို့က6နှစ်6ကလည်းကျွန်တော်တို့ဒီတုံညပေါ့ဗျာနော်တုံညတွေသွားတာပေါ့နော်ဒါဘရိတ်ကိုယူနေတာပေါ့ဗျာနော်အဲ့ကြကျွန်တော်တို့1 2 3 4ဒီမှာတစ်ထိပ်ရဲ့ကျွန်တော်တို့ဒီမှာ9ပရိတ်1နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့6ပေါ့ဗျာ6ရဲ့ဒီ4ပရိတ်ရဲ့ပေါင်းကြီးဒီကျွန်တော်တို့တုံညပေါ့ဗျာနော်အဲ့ကြောင့်ကျွန်တော်1 2 3 4ဒီမှာဗျာကျွန်တော်တို့က4ထိပ်ရဲ့ဒီ10ပရိတ်ပေါင်းတော့4နဲ့4ထိပ်နဲ့10ပရိတ်နဲ့ပေါင်းတော့ကျွန်တော်တို့2ပေါ့ဗျာအဲ့ကြောင့်ကျွန်တော်တို့ဒီပရိတ်ကကျွန်တော်တို့ကတုံညဖြစ်အောင်10ပရိတ်ပေါ့ဗျာနော်ကျွန်တော်တို့ပရိတ်10ပေါ့ဗျာကျွန်တော်တို့ဒီပွဲကိုကျွန်တော်တို့ဒါမာကန်ဒူအော့ဖိုင်ကိုကျွန်တော်တို့ပြပေးလိုက်တာပါကျွန်တော်10ပရိတ်ပါပေါ့ကျွန်တော်တို့ရှင်းရလားမသိဘူးဒီတစ်ထိပ်ရဲ့ဒီတစ်ပရိတ်ရဲ့ဒီ10ပရိတ်ရဲ့ပေါင်းချင်းဒီကျွန်တော်တို့ဒါတစ်ထိပ်တစ်ပရိတ်10ပရိတ်ရဲ့ပေါင်းချင်းဒီကျွန်တော်တို့3ညထိပ်ပရိတ်ပေါင်းချင်းဒီကျွန်တော်တို့3ညပေါ့ဗျာနော်အဲ့ကြောင့်1 2 3 4ဒီမှာကျွန်တော်တို့6ထိပ်ရဲ့ကျွန်တော်တို့တစ်ပရိတ်ရဲ့ပေါင်းချင်းဒီ3ညရဲ့ဒီ3ညပရိတ်ရဲ့ပေါင်းချင်းဒီကျွန်တော်တို့3ညပေါ့ဗျာနော်3ညတည်သွားတော့1 2 3 4ဒီမှာ6ထိပ်ရဲ့ကျွန်တော်တို့2ပရိတ်ပေါင်းတော့6ထိပ်ရဲ့2ပရိတ်ပေါင်းတော့1ပေါ့ဗျာ1ရဲ့ဒီ6ပရိတ်ရဲ့ပေါင်းချင်းဒီကျွန်တော်တို့က9နှစ်9ကလည်းကျွန်တော်တို့3ညပေါ့ဗျာနော်ဒါပရိတ်ယူနေတာပေါ့အဲ့ဒါ1 2 3 4ဒီမှာကျွန်တော်တို့တစ်ထိပ်ရဲ့ကျွန်တော်တို့ဒီမှာ9ပရိတ်ရဲ့ပေါင်းချင်းတစ်ထိပ်ရဲ့9ပရိတ်ရဲ့ပေါင်းချင်း6ပေါ့ဗျာ6ရဲ့ဒီ4ပရိတ်ရဲ့ပေါင်းချင်းဒီကျွန်တော်တို့ဒါ3ညပေါ့ဗျာနော်ပရိတ်ယူနေတာပေါ့အဲ့ကြောင့်ကျွန်တော်တို့1 2 3 4ဒီမှာ4ထိပ်ဒီမှာ10ပရိတ်4နဲ့10နဲ့ပေါင်းချင်းဒီကျွန်တော်တို့2ပေါ့ဗျာအဲ့ကြောင့်ကျွန်တော်တို့က3ညဖြစ်အောင်ကျွန်တော်တို့ကဒီပွဲကိုကျွန်တော်တို့10ပရိတ်ပေါ့ဗျာနော်ကျွန်တော်တို့10ပရိတ်ကိုအမာငံရိုက်မှာပေါ့ဗျာ10ပရိတ်ကိုကျွန်တော်တို့ဒါဒူအောကိုကျွန်တော်တို့ပြပေးလိုက်တာပေါ့နော်ဒီထိပ်ရဲ့ဒီပရိတ်ရဲ့တစ်ထိပ်ရဲ့ဒီတစ်ပရိတ်ရဲ့10ပရိတ်ရဲ့ပေါင်းချင်းကျွန်တော်တို့3ည1 2 3 4ဒီ6ထိပ်ရဲ့ကျွန်တော်တို့ဒီတစ်ပရိတ်ရဲ့ဒီ3ညပရိတ်ရဲ့ပေါင်းချင်းဒီကျွန်တော်တို့3ညအဲ့ကြောင့်1 2 3 4ဒီ6ထိပ်ရဲ့ကျွန်တော်တို့2ပရိတ်ရဲ့ပေါင်းချင်းဒီ1ရဲ့ကျွန်တော်တို့ဒီ6ပရိတ်ရဲ့ပေါင်းချင်းဒီကျွန်တော်တို့3ညအဲ့ကြောင့်1 2 3 4ဒီမှာတစ်ထိပ်ဒီမှာသူ့အောက်မှာက9ပရိတ်1နဲ့9နဲ့ပေါင်းဒီ6ရဲ့ကျွန်တော်တို့ဒီ4ပရိတ်ရဲ့ပေါင်းချင်းဒီကျွန်တော်တို့3ညအဲ့ကြောင့်ကျွန်တော်1 2 3 4ချိန်မှာကျွန်တော်တို့4ထိပ်ရဲ့ကျွန်တော်တို့10ပရိတ်ရဲ့ပေါင်းချင်းဒီကျွန်တော်တို့4ထိပ်နဲ့10ပရိတ်ပေါင်းချင်း2ပေါ့ဗျာအဲ့ကြောင့်ကျွန်တော်တို့ကဒီဟောပရိတ်က3ညပြအောင်10ပရိတ်ပေါ့ဗျာကျွန်တော်တို့ဒါ10ပရိတ်ပေါ့10ပရိတ်ကိုပြီးကျွန်တော်တို့ကဘလို့ရိုက်မှာတော့10ပရိတ်ကိုကျွန်တော်ဘလို့ရိုက်မှာဆိုတော့
အဲ့ဒီမှာဒီရှစ်ပရိတ်ကိုရလို့ရင်ကျွန်တော်တို့ကဒီထိတ်စီးရဲ့ဒီထိတ်စီးရဲ့ဒီခါရဲ့ဒီသုံးလုံးပေါင်းချင်းဒီကျွန်တော်တစ်ပေါ့ဗျာခွန်ထိုင်ဆိုခွန်တစ်ပေါ့ဗျာအဲ့တစ်ရဲ့ကျွန်တော်တို့ဒီခွန်ခါနဲ့ပေါင်းနေကျွန်တော်တို့ရှစ်လက်ဖြစ်ရမှာပေါ့ဗျာနော်ရှစ်လက်ဖြစ်ရမှာပေါ့ဗျာနော်ခွန်ထိတ်ရဲ့ခွန်ခါရဲ့ခွန်ဆိုထွန်းတစ်ပေါ့ဗျာတစ်ရဲ့ဒီခွန်ခါရဲ့ပေါင်းချင်းဒီကျွန်တော်တို့ရှစ်အဲ့ကြောကျွန်တော်တို့ကဒုတိယကကျွန်တော်ဒီ9ထိတ်ရဲ့ကျွန်တော်တို့8ထိတ်ရဲ့9ထိတ်ရဲ့9 8 9ဆို2ပေါ့ဗျာအဲ့2ရဲ့ကျွန်တော်2ရဲ့ဒီ6ခါနဲ့ပေါင်းချင်းနေတယ်ကျွန်တော်တို့က8ဖြစ်ရမှာပေါ့ဗျာကျွန်တော်ဒါကနန်းခါကနန်းကိုယူနာပေါ့8ပေါ့ဗျာနော်အဲ့ကြောကျွန်တော်တတိယဆိုတော့ကျွန်တော်ဒီမှာ3ထိတ်ရဲ့ဒီမဲ့2ထိတ်ရဲ့2ခါရဲ့3 2ဆိုတော့ခွန်ဗျာ8ဖြစ်အောင်ကျွန်တော်1ခါပေါ့ဗျာ1ခါပေါ့ကျွန်တော်တို့8ပေါ့ဗျာဒါ8ဖြစ်ချင်းနဲ့သွားတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့က4ကတ်မြောက်ဆိုရင်ကျွန်တော်တို့ဒီမှာ3ထိတ်ရဲ့ဒီမှာ5ခါရဲ့3 5ဆို1ပေါ့ဗျာအဲ့ကျွန်တော်8ဖြစ်အောင်ခွန်ခါပေါ့ဗျာနော်ခါတွေယူနာပေါ့နော်ဒါ8ဖြစ်တာပေါ့ဗျာနော်8တိတ်သွားနာပေါ့အဲ့ကျွန်တော်တို့ခုပွဲဆိုလို့ရင်ကျွန်တော်ဒီမှာဗျာ8ထိတ်ဗျာ3ထိတ်ဗျာ8နဲ့3နဲ့ပေါ့နော်1ပေါ့1ရဲ့ဒီ2ခါရဲ့ပေါ့ကျွန်တော်3ပေါ့ဗျာ3ဆိုတော့ကျွန်တော်တို့ဒီ8ဖြစ်အောင်ဆိုလို့ရင်ကျွန်တော်တို့5ခါပေါ့ဗျာကျွန်တော်တို့ဒါဒီပွဲ5ခါပေါ့ခွန်ထိတ်ရဲ့ခွန်ခါရဲ့ပေါ့နော်1ဒီခွန်ခါနဲ့ပေါ့နော်8 5ထိတ်ရဲ့8ထိတ်ရဲ့9ထိတ်ရဲ့ပေါ့နော်5 8 9ဒီကျွန်တော်တို့2ဒီ6ခါနဲ့ပေါ့နော်ကျွန်တော်တို့8ကျွန်တော်တို့ဒီမှာ3ထိတ်ရဲ့2ထိတ်ရဲ့2ခါရဲ့ပေါ့နော်3 2ဒီခွန်ဒီ1ခါနဲ့ပေါ့နေကျွန်တော်တို့8အဲ့ကျွန်တော်တို့3ထိတ်ရဲ့5ခါရဲ့ပေါ့နော်3 5ဒီဒီခွန်ခါနဲ့ပေါ့ရင်ကျွန်တော်တို့8ဒါခါယူနာပေါ့ဗျာနော်ကျွန်တော်တို့8ရဲ့8ထိတ်စီးရဲ့3ထိတ်ရဲ့2ခါရဲ့ပေါ့နေ8 3ဆိုကနန်းကျွန်တော်တို့ဒါ3ပေါ့ဗျာကျွန်တော်8ဖြစ်အောင်5ခါပေါ့ဗျာ5ခါနဲ့ကျွန်တော်တို့8ပရိတ်ပေါ့ဗျာကျွန်တော်တို့5ခါနဲ့ကျွန်တော်တို့ဒါပရိတ်က8ပေါ့ဗျာနော်ပရိတ်က8ပေါ့အဲ့တော့ကျွန်တော်တို့က5ခါနဲ့8ပရိတ်ဆိုဒီ line ကကျွန်တော်တို့ကဘယ်လိုသွားအောင်ဆိုတော့ကျွန်တော်ဒီပရိတ်ရဲ့ဒီထိတ်ရဲ့ဒီ1ပရိတ်ရဲ့ဒီ8ပရိတ်ရဲ့ပေါ့နော်ကျွန်တော်တို့3ညထိတ်ခါခွန်ခါနဲ့ပေါ့ထိတ်ခါ1ခွန်ခါနဲ့ပေါ့နော်8ဒါတခါတည်းစေကို line ပေါ့ဗျာနော်အဲ့ကြတော့ဒီထိတ်ရဲ့ဒီပရိတ်ရဲ့9ထိတ်ရဲ့1ပရိတ်ပေါ့10ရဲ့ကျွန်တော်တို့ဒီဘူပရိတ်ပေါ့ရင်ဒီကျွန်တော်တို့3ညဒီ9 8 9ဒီ2ဒီ6ခါနဲ့ပေါ့နေကျွန်တော်တို့8ဒါ10ကို line ပေါ့ဗျာကျွန်တော်နော်အဲ့ကြတော့ဒီမှာ9ထိတ်2ပရိတ်9ထိတ်2ပရိတ်ဆို1ရဲ့ကျွန်တော်တို့ဒီဘူး9ပရိတ်ပေါ့မှာကျွန်တော်တို့3ညကိုကျွန်တော်တို့က3 2ဆိုတော့ခွန်ကိုကျွန်တော်တို့ကခါကိုယူရင်8ဖြစ်အောင်ကျွန်တော်1ခါဒါ10ကို line ပေါ့ဗျာနော်အဲ့ကြောင့်ကျွန်တော်တို့က1ထိတ်ရဲ့ကျွန်တော်တို့5ပရိတ်ပေါ့နော်1နဲ့5နဲ့ပေါ့နော်6ရဲ့ဒီ4ပဲပေါ့ညီကျွန်တော်တို့ဒါ3ညဒါပရိတ်ယူတာပေါ့ဗျာနော်အဲ့ကြောင့်ကျွန်တော်တို့3 5ဆို1ပေါ့ဗျာ3 5ဆို1ဆို8ဖြစ်အောင်ကျွန်တော်တို့ခွန်ခါပေါ့ဗျာနော်ကျကန်းဆိုအဲ့ကြောင့်ကျွန်တော်တို့5ကတ်စီးဆိုရင်ကျွန်တော်တို့ကဒီမှာ8ခါထိတ်4ထိတ်8ပရိတ်4နဲ့8နဲ့ပေါ့4ထိတ်နဲ့8ပရိတ်နဲ့ပေါ့2ပေါ့ဗျာအဲ့ကြောင့်ကျွန်တော်ဘူး3ညဖြစ်အောင်ကျွန်တော်တို့8ပရိတ်ပေါ့ဗျာနော်8ပရိတ်က8ပရိတ်ပေါ့ဗျာအဲ့ကြောင့်ကျွန်တော်တို့ကဒီ8ရဲ့3ရဲ့2 8 3 2ဆိုတော့ကျွန်တော်တို့က3ပေါ့ဗျာ8ဖြစ်အောင်ကျွန်တော်တို့က5ခါပေါ့ဗျာ5ခါအဲ့ကျွန်တော်တို့ကအဲ့ကြောင့်ကျွန်တော်တို့က5ခါနဲ့ကျွန်တော်တို့ပရိတ်8ပေါ့ဗျာနော်5ခါနဲ့ပရိတ်8ပေါ့ဗျာနော်အဲ့ကျွန်တော်5ခါနဲ့ပရိတ်8ဆိုရင်ကျွန်တော်တို့က10ခွဲကြမှာပေါ့ဗျာ10ခွဲကြမှာပေါ့1 3ည1 5 2 5 3 50ကျွန်တော်တို့4 5 9 8ကျွန်တော်တို့6 5ခွန်5ကျွန်တော်တို့6ကျွန်တော်တို့8 5 9 4ကျွန်တော်တို့3ည5 3ဒီ10ခွက်ရတယ်ပေါ့ဗျာနော်ဒီ10ခွက်ရတယ်ဒီ10ခွက်ကိုကြိုက်တယ်ဆိုရင်လည်းထိုးပေါ့ဗျာ1 5 2 5 1 2 5 1 3 50 4 5 9 5 5 8
ကျွန်တော်တို့6 5ခွန်5 6 8 5 5 9 5 4 3 9 9 3 5 3ဒီ circle ထိုးပေါ့ဗျာအဲ့မှာအဲ့ circle ထဲမှာကျွန်တော်ထပ်ပြီးချုပ်ပေးမယ်ပေါ့ဗျာနော်ဒီ circle ကထိုးပေါ့ဗျာဒီ circle လို့နောက်နှစ်ကွက်ကဒီ3 5 3နဲ့3 5 3နဲ့350ပေါ့ဗျာဒီနှစ်ကွက်ကပို့ထိုးပေါ့ဗျာဒီ circle ကွက်ကတော့ရန်ထိုးပေါ့ဗျာနော်3 5 3နဲ့ဒီ350ဘာဖြစ်လို့ကျွန်တော်အဲ့ကဏ္ဍလေးကိုကျွန်တော်ပြပေးရမအောင်ဆိုတော့ကျွန်တော်တို့ကဒီမဲ့ပြကြမွေးကဏ္ဍလေးရှိလို့ဗျာနော်ဒါမှဒီမဲ့သွားပြီး2019ကနေစပေးတာပေါ့ဗျာနော်အဲ့ဒီမှာဒီ3ညထိတ်ရဲ့4ထိတ်ရဲ့ခွန်ထိတ်ရဲ့3ည4ခွန်ဆိုတော့ကျွန်တော်1ခါ3လုံးပေါင်းချင်းဒီ3ညခွန်8ဆိုတော့5ကျွန်တော်နောက်ဓာတ်တိုင်း3လုံးပေါင်းချင်းဒီ6ခွန်ဆိုတော့9 1 5 9ဆိုခဏန်းကကျွန်တော်တို့တနေ့2နှစ်ကျော်ရင်တင်5 9ကကျွန်တော်တို့မွေးကဏ္ဍလိုက်ပေးရတာပေါ့ဗျာနော်တင်5 9မွေးကဏ္ဍပေါ့အဲ့ကျွန်တော်တို့ဒုတိယဆက်ဆိုရင်ကျွန်တော်တို့3ရဲ့8ရဲ့9ရဲ့ပေါ့3ည9 1 9ဒီ9 3ည9ကျွန်တော်တို့1ခွန်ဒီ9 3ည9 9ဆိုခဏန်းက3ည9 9ဆိုခဏန်းတနေ့2နှစ်ကျော်ရင်3ည9 9ကကျွန်တော်တို့မွေးကဏ္ဍလိုက်ပေးရတာပေါ့ဗျာနော်အဲ့ကြောင့်နှစ်ကပ်ပြီးသွားရင်3ခန်းပြောက်ဆိုရင်ကျွန်တော်တို့ကဒီမှာ2ရဲ့ခွန်ရဲ့4ရဲ့ပေါ့နော်3 6ရဲ့5ရဲ့ခွန်ရဲ့ပေါ့နော်8နော်3 8နောက်ကြောင့်1ရဲ့3ညရဲ့5ရဲ့ပေါ့နော်6 3 8 6ဆိုခဏန်းကကျွန်တော်တို့တနေ့2နှစ်ကျော်ရင်ဒါမွေးကဏ္ဍလိုက်ပေးရတာပေါ့ဗျာနော်အဲ့ကျွန်တော်3ကက်ရှိသွားပြန်4ကက်ဆိုရင်ကျွန်တော်တို့ကဒီမဲ့9 5 3 5 5 3ဆိုတော့ကျွန်တော်တို့က3ပေါ့ဗျာ9 8 3ဆိုတော့3ညပေါ့ဗျာ3 3ညပေါ့အဲ့ကြောင့်4 3 2ဆိုတော့9ပေါ့ဗျာနော်3 3ည9ဆိုတော့ခဏတနေ့2နှစ်ကျော်ရတယ်နဲ့3 3ည9မွေးကဏ္ဍလိုက်ပေးရတာပေါ့ဗျာနော်အဲ့ကြောင့်ကျွန်တော်တို့က9နှစ်ကျော်ဆိုရင်ကျွန်တော်တို့က4ခွန်4ခွန်4ဆိုကျွန်တော်4ခွန်4ဆိုကျွန်တော်တို့က5ပေါ့ဗျာအဲ့ကြောင့်ကျွန်တော်တို့က5 8ခွန်ဒီ3ညအဲ့3နှစ်8စီ3အဲ့ကြောင့်ထီ3လုံးပေါင်းချင်း5ခါ3လုံးပေါင်းချင်း3ညထီ3လုံးပေါင်းချင်း3ဆို5 3ည3ဆိုခဏန်းကတနေ့2နှစ်ကျော်ပြီဒီနေ့ထဲကိုကျွန်တော်တို့မွေးကဏ္ဍလိုက်ပေးရမှာပေါ့ဗျာနော်အဲ့ကြောင့်မွေးကဏ္ဍလိုက်ပေးရမှာဆိုတော့ဒီထဲမှာလဲကျွန်တော်တို့က9 3ည3 350နဲ့ကျွန်တော်တို့က3ည3 3ည9 3ကပါနေတာ3ည5 3ကပါနေတာဆိုဒီနှစ်ကွမ်းကိုကျွန်တော်တို့ပို့ထိုးပေါ့ဗျာနော်ဒါကျွန်တော်ဓာတူအောကျွန်တော်ပြပေးလိုက်တာပေါ့ဗျာကျွန်တော်3ည5 3နဲ့ဓာတူကိုကျွန်တော်တို့ပြပေးလိုက်တာပေါ့3ည5 3နဲ့3 5 350ပေါ့ကျွန်တော်အဲ့အပြိုင်နဲ့ကျွန်တော်တို့မန်ပါဝင်မဲ့ဆိုလဲကျွန်တော်တို့ဒါဖုန်းလက်ဆက်လိုက်ပါဒီနေ့စာတန်တရပဲပေါ့နော်ကျွန်တော်4000ပါဗျာနှစ်ကိုခွန်3ကျွန်တော်6 9 1 9 8နှစ်ကိုကျွန်တော်ဖုန်းဆက်ပေးပါကျွန်တော်ဖုန်းဆက်ပေးပါကျွန်တော်ပါအောသီးကတော့ကျွန်တော်တို့ရှိပါတယ်ပါအောသီးလည်းကျွန်တော်တို့ရှိပါနှစ်ကုန်ထီကိုကျွန်တော်တို့ဖုန်းဆက်ပေးတာတန်တရမယ်ပေါ့ဗျာနော်ပါအောသီးလည်းရှိတယ်အဲ့ဒါပြောရင်လည်းကဲအားလုံးကြားမှာချမ်းသာကြပါသေးဗျာနော်